မင်းတို့အခုခေတ်ကြီးထဲမှာကွာချောင်းရိုက်ဆိုတာကိုမကြည့်ဘူးသေးတဲ့လူတွေရှိသေးလားကြည့်ဘူးသေးတဲ့လူတွေရှိရဆိုရင်တော့လေဒီကောင်တွေဘယ်လိုပြောရမလဲလေးလာအားနဲတယ်လို့ပဲပြောရမလို့ဖြစ်နေပြီပေါ့နော်အခုချိန်ကာလာကြီးက Telegram တွေဘာညာတွေနဲ့ဆိုတော့ချောင်းရိုက်တွေကသိရမလားအကုန်လုံးကကြည်ဘူးကြတယ်ကွာနောက်လာဆိုလို့ရှိရင်လည်းတကြံဆိုတော့အဲ့ကြရင်လည်းထွက်အောင်ပါမယ်အားလုံးပဲကျွန်တော်ပြန်လာပါပြီခင်ဗျာအဲ့တော့ဒီနေ့သိချင်တာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မမနဲ့တွဲဘူးတွေရှိလားမမနဲ့တွဲဘူးတယ်ဆိုလို့ရှိရင်အဲ့ဒီမမတွေကဘယ်လိုနေလဲပေါ့ကွာငါအဲ့ဒါတွေသိချင်တာမင်းတို့ရှိရင်ငါ recommend လုပ်ချင်တာမမတွေဘယ်လိုနေလဲဘာညာဆိုတဲ့အကြောင်းလေးသိချင်တာအဲ့တော့အားဒီနေ့ပြောပြကြအောင်ပြီးလို့ရှိရင်မောင်လေးတွေနဲ့တွဲဘူးတဲ့မမတွေပေါ့နော်မောင်လေးတွေနဲ့တွဲဘူးတဲ့မမတွေရောဇသိမ်းမှာဘယ်လိုဖြစ်သွားလဲဆိုတာလေးအဲ့ဒါလေးလည်းပြောပြခဲ့အောင်ဒါတွေတစ်ခုလုံးကိုမသိဘူးပေါ့ကွာဥမာမမနဲ့လည်းမတွဲဘူးမမတွေကလည်းမောင်လေးနဲ့မတွဲဘူးဒါမျိုးအတွေ့အကြုံမရှိဘူးမသိဘူးဆိုလို့ရှိရင်တော့မမတွေရဲ့ဇသိမ်းမှန်ကဘယ်လိုဖြစ်သွားလဲဆိုတာလေးကိုငါပြတဲ့အတူတူဗီဒီယိုကြည့်လိုက်ကြမယ်မောင်လာခေါ်ရင်မောင်ခေါ်ရင်လိုက်မောင်ခေါ်ရင်မောင်မောင်လေးတွေနဲ့တွဲတဲ့မမတွေရဲ့ဇသိမ်းပေါ့နော်မမတွေရဲ့ဇသိမ်းကတော့အဲ့လိုဖြစ်တတ်ပါတယ်နော်အဖက် TikTok အောင်သိနေတယ်ကွာကြည့်စရာအောင်မယ်အဖက်ကြီးထည့်ထားပြီဟာရမင်းအဲ့လိုမပြောနဲ့လေကွာမောင်ခေါ်ရင်မောင်လာခေါ်ရင်မောင်ခေါ်ရင်လိုက်မောင်ခေါ်ရင်မလာမောင်ခေါ်ရင်ဟိုလေကွာ TikTok ကသူ့ဒီတိုင်း effect ကိုသူ့အောင်ထည့်ထားတာပါနော်တရိတ်ဆန်ကောင်းအဲ့လိုမျိုးထည့်ထားတာပါဒါပေမဲ့အဲ့လိုနဲ့တချီးနဲ့တွဲပြီးတော့ကောက်တော့သူ့ကိုဘသူအကြံဉာဏ်ပေးလိုက်တာလဲလို့နော်ဒီလိုမျိုး idea ဘသူပေးလိုက်တာလဲလို့ကအဲ့ဒါသိချင်တာအဲ့ဒါပဲသိချင်တာကျန်တာကရတယ်ကျန်ကျန်မှန်မှန်နော်မင်းတို့ကောင်တွေလည်းငါတအားကျေးဇူးတွေလည်းမှာကြည့်ဖြစ်မနေလုံးအောင်ပေါ့စီရပြီးရအောင်ရိုက်ထားတယ်နော်ဘယ်သူလဲဆိုတာပြနေအောင်တော့ရှုပ်တဲ့ကောင်လေးလို့မင်းတို့ Oasis ဆိုထားတဲ့ကိုကြီးဆိုတဲ့ချင်းကိုသိရမလားကိုကြီးဆိုပြီးဘာညာအဲ့လိုချင်းလေအဲ့ဒီ Oasis တဲ့ကောင်းတဲ့ performance နဲ့ဆိုထားတဲ့အမတစ်ယောက်ရှိတယ်အဲ့ဒီဗီဒီယိုပြမယ်အခုကြည့်ကြည့်ကိုကြီးလို့အသက်ကခလိမ့်တယ်တော်တော်ကြီးပြောစကားနားမထောင်စောဘလော်တီးပြီးတော့အမြဲတမ်းဆုံးမမဲ့ခေါ်ရင်ဟာအမြဲတမ်းနေပါလိမ့်လိမ့်မအိမ်တဲ့ပဲသူဒီဟာဟုတ်တော်တော်လေးအချိန်ယူရတာကွာအမြဲတမ်းနေပါလိမ့်လိမ့်မအိမ်တဲ့ပဲစားရင်နဲ့ဆိုင်အားလုံးမှတ်ထားစိတ်ထဲလေခေါ်ရင်အားလည်းဝဲကျွေးမဲ့တစ်ချိန်တည်းနဲ့မဟုတ်လေအဲ့လောက်ဒီမလို့ဘူးလေအဲ့လောက်ဒီမလို့ကိုကြီးကပြပြပြောလဲရပါတယ်လို့ဘလို့ပြလို့တော့အဲ့လောက်ဒီစီဆိုးရတယ်ခေါ်ရင်အားလည်းဝဲကျွေးမဲ့တစ်ချိန်တည်းနဲ့စားမြပြီးခိုက်ခောက်ထွက်ရင်နည်းနည်းလေးတော့တိတ်ဆွဲမယ်လောက်တိုင်းတီးတကြနဲ့ကိုကြီးနေမ်ဆို ACP တဲ့ကိုကြီးနှခမ်းလေးကိုနမ်းပြီးလို့တော့ပြီးတော့1 2 3ခေါ်ကြည့်မယ် Okay ဟာလာကန်ဆာဘောဟာလာဟိုလေညက်တာပုံမှန်ညက်လဲရရလေနော်ဒါလည်းရှုပ်လို့မရဘူးအဲ့ဒါ TikTok ကဒုပညာရှင်တွေကိုလည်းတွားပြီးတော့ short တော့လို့မရဘူးဆိုတာငါပြောချင်တယ်အဲ့ဒါဟာလာကန်ဆာဘောဟာလာအထူနဲ့လိုက်တယ်ချစ်တယ်တော့နောက်ပြီးတော့လိုလဲလိုက်တယ်အလိုလိုက်ဆုံးပြိုင်ပွဲကိုကြီးပို့ဆွဲပလိုက်တယ်မလေးတယောက်ကိုအသက်ခွဲတာတော့ဘာလို့ကိုကြီးမလုပ်တော့ကိုကြီးမဟုတ်ဒီမလေးတယောက်ကိုသိရင် ကျွန်တော်လမ်းနဲ့ကတိတ်ပြီးတော့မတည့်ဘူးเนาะကျွန်တော်လမ်းနဲ့ကမတည့်ဘူးအစိမ့်မပြည့်လေဘူးเนาะရံဖြစ်တာတဲ့အောင်တော့တာမျိုးကိုကြီးမလုပ်တော့ကိုကြီးမဟုတ် Tell me that you want me I just wanna be need my late stage in a go eat ခေါ်ကြည့်မယ်ခေါ်ကြီးလို့အသက်ကခလိမ့်ထဲလဲတော်တော်ကြီးပြောစကားနားမထောင်စောဘလော်တီးပြီးတော့အမြဲတမ်းဆုံးမမဲ့ခေါ်ကြီးဟာလာအမြဲတမ်းနေပါလိမ့်လိမ့်မအိမ်တဲ့ပဲစားရင်နဲ့ဆိုင်အားလုံးမှဟုတ်ဖို့ကြီးကိုကွာတော့မနေဆောင်ရခေါ်ကြီးအိုင်လိုက်ဝဲကျွေးမဲ့တစ်ချိန်တည်းနဲ့စားမြပြီးပဲစိတ်ဆိုးတာကြီးရတယ်တော့ကြလိုက်မကျွေးပဲအငတ်ပါထားပြခါပဲခေါ်ကြီးအိုင်လိုက်ဝဲကျွေးမဲ့တစ်ချိန်တည်းနဲ့စားမြပြီးပဲခောက်ထွက်ရင်နည်းနည်းလေးတော့တိတ်ဆွဲမယ်လောက်ကင်တီတကြနဲ့ခေါ်ကြီးဘယ်နေရာဆို ACP တဲ့ခေါ်ကြီးနှခမ်းလေးကိုနမ်းပေးတယ်လို့ထော်ပြီးတော့1 2 3ခေါ်ကြည့်မယ် Okay ဟာလာကန်ဆာကဲညက်မယ်ဆို performance ကိုကြည့်မယ်နော်အကောင့်တူတူကြည့်ကြမယ်1 2 3ညက်
ထိုးနဲ့လိုက်တယ်ချစ်တယ်တော့နောက်ပြီးတော့လိုလဲလိုက်တယ်အလိုလိုက်ဆုံးပြိုင်ပွဲကိုကြီးကိုဆွဲပလိုက်တယ်မလေးတရားကိုအသက်ခွဲတာတော့ဘာလို့ကိုကြီးမလုပ်ကိုကြီးမဒီမလေးတရားကိုသိညစ်အောင်လုပ်တာမျိုးကိုကြီးမလုပ်လို့ကိုကြီးမဟိုစစ်တယ်ဒီဗီဒီယိုမြင်စိတ်ကောင်းအောင်မဟုတ် want me I just wanna be ဒီမလေးသိချင်တဲ့ကိုကြီးခေါ်ကြည့်မယ် ဘာပြောဗျာလေလို့ဗီဒီယိုကြည့်ရကျွန်တော်ရေရတယ်ဗျာရေရဆိုတော့သူတို့ရဲ့ဒီလိုလောက်တာတွေကိုဟာသားလောက်တာတွေကိုကျွန်တော်တို့ကကဲ့ရည်တာလည်းမဟုတ်ဘူးဗလိန်းတာလည်းမဟုတ်ဘူးအပြစ်တင်တာလည်းမဟုတ်ဘူးသူတို့ကရည်စရာလောက်တယ်ဗျာရည်စရာလောက်တဲ့ဟာကိုကျွန်တော်တို့ကဒါကိုကြည့်ပြီးတော့ရည်တယ်ဒါပဲလို့ဆိုပြောချင်တာသူတို့ကိုတစ်ဖက်တစ်လမ်းကနေပြီးတော့ supporting ပေးဆိုတာရောက်တယ်ဗျာနော်ကျွန်တော်တို့ကဒါ supporting ပေးတာပဲအဲ့လိုဆိုတော့ဘာပဲပြောအပေးတယ်မိုက်ပါတယ်ကပါအဓိကကိုစိတ်ပျော်ရအောင်လုပ်ဖို့လိုရတယ်နော်အဲ့တော့ဒီမိုက်တင်ပါတယ်ကပါ Seriously, what the fuck are you doing? မင်းတို့အခုခေတ်ကြီးထဲမှာကွာချောင်းရိုက်ဆိုတာကိုမကြည့်ဘူးသေးတဲ့လူတွေရှိသေးလားကြည့်ဘူးသေးတဲ့လူတွေရှိရဆိုရင်တော့လေဒီကောင်တွေဘယ်လိုပြောရမလဲလေးလာအားနဲတယ်လို့ပဲပြောရမလို့ဖြစ်နေပြီကွာနော်အခုချိန်ကာလာကြီးက Telegram တွေဘာညာတွေနဲ့ဆိုတော့ချောင်းရိုက်တွေကသိရမလားအကုန်လုံးကကြည်ဘူးကြတယ်ကွာနောက်လာဆိုလို့ရှိရင်လည်းတကြံဆိုတော့အဲ့ကြရင်လည်းထွက်အောင်ပါမယ်အဲ့လိုချောင်းရိုက်တွေထဲမှာမှမြန်မာအတွဲချောင်းရိုက်တွေကပုံမိုက်တယ်ဆိုတဲ့အကြောင်းကငါပြောချင်တာအဲ့ဒီဟာကိုအဲ့နဲ့ဒီလိုကြည့်ကြည့်လိုက်နော်မင်းတို့တစ်ခါလေးကြည့်လိုက်ဘယ်လောက်မိုက်လဲဆိုပြပေးမယ်ရိုက်တဲ့ကောင်ကတကူးတကသွားရိုက်တာနော်မြန်မာအတွဲချောင်းရိုက်တီးတန်ကြီးသွားပြီးတော့ရိုက်တာဟိုကမီးလို့ရှိရင်တီးတဲ့အဲ့ဒါဟိုကလောက်ခံအောင်မယ်နော်ထုရိုက်ဆိုရင်လည်းအာနေရရှိသေးတယ်လုံးဝမြန်မာအတွဲနော်လုံးဝမြန်မာအတွဲကန်ဆာမဲတောင်ပါလားမသိဘူး少夸嘛表呢呀？啊，我第一呢，我မြန်မာအတွဲချောင်းရိုက်တယ်ကြီးဥစားတိုင်းတော့ပိတ်ထိုးထားနေတယ်ဟုတ်တယ်သူပြောရတယ်မမှားဘူးလေနော်ဒီနေ့မှဘယ်လိုတင်နေတာတမျိုးဖြစ်နေတာဒီလိုနေမပေါ့ငါလည်းတမျိုးထင်ပဲပြီးအဲ့ဒီဗီဒီယိုကြည့်ပလိုက်တာအာတစ်တော်ကြီးကဒီလိုဗီဒီယိုကြီးမဖမ်းဘူးလားဗောဒီကငါလည်းထင်လိုက်တာပြီးတော့မှကိုလည်းမိသွားတာပါပဲဒီချင်းကိုဟုတ်တယ်မြန်မာအတွဲချောင်းရိုက်မိုက်တယ်နော်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ကျွန်တော်ကတော့ Action 2 Reaction ပိုင်းဆက်က60ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်